Hello အားလုံးမင်္ဂလာပါရှင် Aria ပါအခု Aria ပြရတဲ့ tax လေးကိုမလုပ်တတ်တဲ့သူတွေအတွက် Aria ဒီနေ့ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့အဲ့ဒီ tax လေးကိုလုပ်ဖို့ဆိုရင်တော့ဒီ fish attractor လေးလိုပါမယ်အဟာလေးကိုဘယ်သူရှိမှဝယ်လို့ရလဲဆိုဒီအခု Aria ပြရတဲ့ Vanya ဆိုတဲ့ကောင်လေးရှိမှဝယ်လို့ရပါတယ်ဆိုတော့ဒီ tax လေးကိုလုပ်ဖို့ရှင်တငယ်ချင်းတွေပါမှရပါမယ်နှစ်ယောက်သို့မဟုတ်တစ်ယောက်ပေါ့နော်အများစုနဲ့လုပ်ရင်တော့ပို့ပြီးလွယ်ပါလိမ့်မယ်ရှင်ဆိုတော့ Aria တငယ်ချင်းတယောက်ရှိ Aria track လုပ်ပြီးသွားပါမယ်သူရှိရအကူညီတောင်းမှုပေါ့နော်Aria တငယ်ချင်းရှိရအကူညီရလာပြီဆိုတာနဲ့မျှလို့ရတဲ့ရေကန်မဲ့ဖြစ်ဖြစ်ပင်လည်းပဲဖြစ်ဖြစ်အကူသွားပါမယ်ရှင်ရောက်ပြီဆိုရင်တော့အခု Aria ပြထားတဲ့ fish attractor လေးကိုသုံးပါမယ်နော်တယောက်တည်းသုံးလို့မရပါဘူးတငယ်ချင်းတွေကိုပါ share လုပ်ပေးရပါမယ်ရှင်ဘာလို့လဲဆိုတော့အဖွဲလိုက်နဲ့လုပ်လို့ရှင်ပို့ပြီးလွယ်ကူလို့ပါဆိုတော့မျှနေနဲ့ရည်တဲ့ကတောက်ပနေတဲ့ငါအရိပ်လေးပေါ်လာပြီပေါ့နော်အငါလေးကိုဖမ်းလိုက်လို့ရှင်တော့ဒီ tax လေးကပြီးသွားပါပြီရှင်ဒီနေ့ Aria ပြပြတာလေးကတော့ဒီလောက်ပါပဲရှင်မတိတာလေးရှိနော် Aria comment အောက်မှာမှန်ကန်တော့ Aria IR တလို့ video လေးနဲ့ reply ပြန်ပေးပါမယ်ရှင်တတာ